အမှန်နောက်တော့ကြည်အဖွားကြီးကတေကန်နေတွေးမဆုံးသေးတာလားဟမ်ကိုယ်မမုံသေးတာလားကိုမွေးထားရင်လည်းကိုသားလောက်မစီတဲ့အရွယ်ကိုမြေးတော့ပဲစီတဲ့အရွယ်နဲ့ဆောက်ဆက်မစီတာကွာကိုကြိုက်တော့ကိုနှစ်သက်တော့ကိုသဘောကျတော့လောက်တာလောက်တယ်ကြိုက်တာရိုက်တယ်ပပလစ်တီကွာချာပြရတဲ့တတိကိုတော့လေးစားတယ်နော်အဲ့ကြောင့်မို့ကွာကလေးတွေပြက်စီလာကွာထိမ့်သိမ့်လို့ရသေးတယ်အဲ့လူကြီးတွေကွာအဲ့ဒီအိုကြီးအိုမှာအရွယ်တွေပြက်စီပြီးဆိုကွာထိမ့်သိမ့်လို့မရတော့ဟိုကောင်ကလည်းကြည့်အောင်ကွာကို့အဖွားရွယ်ကြီးကိုဘာဝါကြိုက်နှစ်တတ်တာမှတ်တော့လားဟမ်မတွေ့ဘူးလားဟမ်ဘယ်ကိုပြက်အောင်လို့ဈားရရတယ်တော်ဦးထင်လာလို့စေးထိုးလာလို့တက်မှုကြီးလို့တက်မှုလေးလို့လာမတော့နဲ့ဘယ်သူမှလည်းမလုပ်ဘူးညီလေးနော်ခွေးချီကိုလူတိုင်းမဆူဘူးလူတိုင်းယွန်းတယ်နော်စောက်ကြဲလောက်ပြီးမတင်နေနဲ့နော်အဲ့ဒီရုပ်ယူရတယ်ဘယ်သူမှသိရမထွက်ဘူးဘယ်သူမှလည်းမကြည့်ဘူးနော်ဘယ်မောက်လို့ရင်ဒီကိုကြော်ပြီးပါရမယ်ဟုတ်ဘာဘရင်မလဲဘာဘရင်မလဲတနာစိတ်တွေလွန်ပြီးတော့တယောက်နဲ့တယောက်တွဲနေကြတာဘာဘရင်မလဲဟမ်နစ်မိမရုပ်ရကြည့်ရောနော်သွေးဆုံးနေပြီတနာစိတ်တွေလွန်ပြီးတော့ဂွေးမမုံသေးတဲ့ရုပ်နော်မင်းရုပ်ရကြည့်ရောအဲ့ဒီရုပ်ရအဲ့ဒီရေရတာဘာကိုဂုံယူနေတာလဲဟမ်ဆောက်ရှောက်မရှိတာကွာဟိုကလေးတွေကွာကလေးလေးနဲ့အပြိုင်လိုင်းတွေတုံပြီးသွားရင်မဆက်မကြောက်ကွာလိုင်းပေါ်တင်နေတာကိုတက်ကိုရွယ်မှာအာမနာကွာနေ့စီမှာကွာပတ်စံစီတို့ဥစ္စာသစ္စည်းစီတို့ကတ်နေတာမနင်းကဆောင်းဝါးကြီးအဲ့ဒီနွားနောက်တစ်ယောက်ချက်ချင်းထားယူတယ်ဘာမှချစ်တာမဟုတ်ဘူးနော်နှစ်သက်တာလည်းမဟုတ်ဘူးအချောင်စားရတော့ကွာကတ်နေတာနော်ဒီတက်ရွဘယ်သူမှချစ်စရာလည်းမရှိဘူးကြိုက်စရာလည်းမရှိဘူးပေါ်လို့လမ်းထဲမှာလည်းလမ်းပေါ်တက်သွားစင်ပေါ်လို့သူမိန်းကလေးစားတဲ့နိုင်ငံလည်းမဟုတ်ဘူးမိန်းကလေးစားတဲ့တိုင်းပြည်လည်းမဟုတ်ဘူးနော်အချစ်စစ်တွေဘာတွေလည်းမလုံးနဲ့နော်လက်သစ်မခံနိုင်ဘူးအမအဲ့ဒီပုံလေးထိုးပြပေါ့မျက်လုံးပုံလေးထိုးပြပေါ့ဘဒုဘတော့ဘဒုထိုးတာမှမသိဘူးစင်တူယူမလေးလောက်ပြီးသွားရင်ချူစားပေါ့အဖွားကြီးထဲချူစားပေါ့အဖွားကြီးရတယ်ကွာခုကလူငယ်တွေကကွာလှဲကွာအောင်ကွာကြဆုံးပေါ့ဖီးတွေတက်ပြီးတော့အရေတွေထွက်ပေါ့ပြီးတော့မှစီးတဲ့ညစီစဉ်ဂုံပေါ့ဖះเจ้าကန်အတွက်တာကွာတာရေးနာရေးအတွက်တာကွာမလူနေမယ်အဲ့ဒီလိုကောင်မျိုးတွေအတွက်ဆိုကွာအဲ့ထဲကွာရဲရောကွာထွက်တာဖီးတက်နေတာအဖွားကြီးရုပ်ကြီးတကယ်ဖီးတက်နေတာတကယ်ဖီးတက်နေတာဟိုကောင်လည်းကွာဘလို့မယုံမဆာကွာဘလို့သဘောမျိုးနဲ့ကွာဘလို့စိတ်နဲ့ကွာတော့ကြိုက်တယ်မသိဘူးတွဲတယ်မသိဘူးကွာဒီတော့အဖက်တွေထည့်ထားမှာကွာရုပ်ကိုကြည့်အောင်ဟိုပုတ်ပါကွာဟိုမြောင်းမကြီးရုံနဲ့စောက်ဆက်တွေလည်းမရှိကြဘူးဟိုလူငယ်တွေလည်းမဟုတ်ဘူးဟိုကုံဆုံးရမယ့်အရွယ်တွေရောက်နေပြီနေရက်တွေကုံဆုံးရမယ့်အရွယ်ရောက်နေပြီအဲ့ဒါကိုကွာတပြည့်ပြည့်နဲ့နန်းနေကြတာဆွေမျိုးသားချင်းနဲ့မတွေ့ကြဘူးလား